ဒီမှာတော့ကျွန်တော်က AI နဲ့သချင်းဖန်တီးခြင်းတဲ့သူတွေအတွက်ပေါ့နော်အရန်မိုက်တဲ့သချင်းတစ်ပုဒ်ဖြစ်အောင်လို့ဘယ်လိုဖန်တီးရမလဲဆိုတာကိုအစနဲ့အဆုံးထိကျွန်တော်လုပ်ပြသွားမှာဖြစ်ပါတယ်ဗျာဒီနေတဲ့မင်းရဲ့ခံစားချက်အဲ့တော့ပထမဦးဆုံးကျွန်တော် AI နဲ့သချင်းဖန်တီးမယ်ဆိုရင်ကို့မှာတော့ကိုယ်တိုင်ရေးထားတဲ့သချင်းတစ်ပုဒ်ရှိဖို့လိုတယ်ပေါ့နော်ဟိုကျွန်တော်သချင်းရေးမယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဆိုရင်အရင်ဆုံး chorus ကနေစပြီးစဉ်းစားလေးရှိတယ်ပေါ့နော်ဒီအရင်တော့ကလူတွေကပေါ့နော်ဒီသူတို့သချင်းစာသားလေးတွေဖန်တီးတဲ့ခါမှာအရန်ကိုအတိတ်ပဲရှိတဲ့သချင်းစာသားတွေဖန်တီးနိုင်ကြတယ်ပေါ့နော်ကျွန်တော်လည်းအဲ့လိုပဲသူတို့ရဲ့စာသားတွေကိုပြန်ပြီးဖတ်ပြီးတော့ချက်အတိတ်ပဲရှိတဲ့စာသားတစ်ခုခုကိုရအောင်ရှာတယ်ပေါ့နော်ဒီမှာသူသချင်းတွေအများကြီးပေါ့နော်ဒီမှာမှကျွန်တော်တို့โอเคဒီမှာမင်းချောင်းအိမ်မက်ပေါ့နော်ဒီမှာထူးအိမ်တွေရေးထားတဲ့သချင်းလေးပေါ့နော်ဒီကျွန်တော်သချင်းအဟောင်းတွေရဲ့စာသားတွေကိုပြန်ဖတ်ကြည့်တာပေါ့နော်အဟောင်းတွေမှာတချို့သချင်းတွေအတိတ်ပဲအရန်ရှိတယ်ကျွန်တော်အဲ့ဒီတိုင်းကိုပဲကိုယ့် idea လေးနဲ့ကိုပြန်ဖန်တီးမှာပေါ့နော်အဓိကတော့ဒီသချင်းကိုသူတို့ဘယ်လိုရေးတယ်ဆိုတာလေးတွေကိုပြန်လိုက်ရှာတဲ့သဘောပေါ့နော်ဟုတ်ဒီမှာကျွန်တော်အရန်ကြိုက်တဲ့ idea တစ်ခုရှိတယ်ပေါ့နော်မှာအိမ်မက်ထဲရင်ခုန်စေကျင်နာသူလေးရှိတဲ့အချိန်ဘယ်သူမှမင်းအိမ်မက်ထဲဝင်နေလဲကို့အတွေးတွေမှာလဲပေါ့နော်ကျင်နာသူလေးစိုးမိုးတဲ့အချိန်ပေါ့နော်ဘယ်သူတွေများမင်းရဲ့နှလုံးသားထဲဆိုမှာအဓိကတော့ကိုကသူ့အကြောင်းတွေကိုတွေးနေတဲ့အချိန်မှာသူကလည်းဘယ်သူအကြောင်းတွေကိုတွေးနေလဲဆိုတဲ့ပုံစံမျိုးကိုတချင်းလေးကအဲ့လိုမျိုးပုံစံလေးကိုယူထားတာပေါ့နော်ကျွန်တော်အဲ့ဒါဆိုတော့ဒီစာသားကိုပဲသုံးပြီးကျွန်တော်ပြန်ပြီးတချင်းတစ်ပုဒ်ပြန်ရေးမယ်ပေါ့နော်ကျွန်တော်ယူလိုက်တဲ့ဒီ correct idea စာသားလေးကလည်းကိုယ့်ရဲ့အိမ်မက်ထဲမှာမင်းလေးရှိနေတဲ့အချိန်မင်းရဲ့အိမ်မက်ထဲမှာဘယ်သူရှိမလဲဆိုပြီးတော့ကျွန်တော်အဲ့လိုမျိုးလေးပြန်ယူလိုက်တယ်ပေါ့နော်အဲ့လိုနဲ့ကျွန်တော်တို့ဒီ melody ကောင်းကောင်းလေးနဲ့ပေါ့နော်ဒီအရန်ကိုနားဆွဲလွယ်မဲ့ correct လေး light solo ကောင်းတဲ့ correct လေးတစ်ခုဖန်တီးပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီအရင်ဆုံးကျွန်တော်သချင်းလေးကိုကွန်ပျူတာနဲ့ frame လုပ်လိုက်တယ်ပေါ့နော်ပုံမှန်တော့ကျွန်တော်တို့ Suno မှာတခါတည်းဆိုထည့်လိုက်လို့ရတယ်ဆိုပေမဲ့ကျွန်တော်မှာကွန်ပျူတာနဲ့ဘာကြောင့်တီးလဲဆိုရင်ကျွန်တော်အဲ့ Suno အတိအကျထုတ်ခိုင်းမယ်ပြီးရင် Suno ကရတဲ့အတိအကျ data တွေကိုလည်းကျွန်တော်ရဲ့ဒီ project တွေကိုပြန်ထည့်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အတိအကျအရင်စလုပ်ကြရကောအတိအကျလုပ်မှာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်ဒူတက်ဆိုတာမျိုးပြီးရင်အောက်မှာလည်းကျွန်တော်ဒီ drum percussion line လေးတွေကျွန်တော်ထပ်စီလိုက်တယ်ပေါ့နော်အမိုက်စားအဲ့လို drum fade တွေနဲ့ bass note ပေါ့နော် bass note ကိုကျွန်တော် idea do ဒါ drum နဲ့ bass နဲ့ရပါတယ်ပေါ့နော်ပြီးတော့ဒါကျွန်တော် piano chord လေးတွေပေါ့နော်sim လေးတွေနည်းနည်းပါးထည့်လိုက်မယ်ပေါ့နော်မှာစင့်လူလေးပေါ့နော်โอเคပြီးတော့ကျွန်တော် vocal ကြမ်းချောလေးသွင်းလိုက်တယ်ပေါ့နော်တို့ဝေခဲတဲ့နှလုံးသားလေးမရင်ခုန်တဲ့စတွေတွေနဲ့ကိုယ်အိမ်မထဲမှာမင်းလေးရှိနေတဲ့ချိန်မင်းအိမ်မထဲမှာဘယ်သူရှိမလဲနှလုံးသားလေးကမေးတယ်မင်းကြောင်းလေးပဲမစိတ်ကူတွေထဲမှာဘယ်သူတွေရဲ့စိုးထားလေလေโอเคကျွန်တော်တချင်းအစအဆုံးထိကိုကျွန်တော်ဒါexport ထုတ်လိုက်မယ်ပေါ့နော်ဒီကျွန်တော်လိုချင်တဲ့ပုံစံလေးပေါ့နော်တချင်းလေး arrange လုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာကျွန်တော် Suno သွားလိုက်မယ်နော် Suno သွားပြီးရင် create ဆိုတာရှိတယ်ပေါ့နော် create ကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်ပထမဆုံးမှာ audio ဆိုတဲ့နေရာမှာပေါ့နော်ကျွန်တော်တချင်းလေးကိုဒါ upload လုပ်ပေးလိုက်ပေါ့နော်ဒီမှာကျွန်တော်ရဲ့တချင်းက desktop မှာဆိုတော့ကျွန်တော်စိုးမိုးထားနေလေဒါကျွန်တော်တချင်းပေါ့နော်စိတ်ကူးတွေထဲမှာဘယ်သူတွေရဲ့โอเคဒါကျွန်တော်ကြမ်းကြောဆိုထားတဲ့ဟာလေးနဲ့ပေါ့နော်ပြီးရင် open လိုက်မယ် upload လုပ်ပြီးသွားပြီဆိုရင်ဒီ drag and drop ပဲเนาะဒီပထမဆုံးဒီအပေါ်နေရာမှာကျွန်တော်ဒါဆွဲထည့်လိုက်မယ်ဒီညာဘက်မှာတော့လာပေါ်နေတာပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ lyrics တွေပေါ်တယ်ပေါ့နော်မိုးလင်းမိုးချိုးစမ်းမှာဒီမှာကျွန်တော်တို့ဒီ lyrics တွေကိုအကုန်ပြန်ပြင်ရမယ်ပေါ့နော်ကျွန်တော်တို့ဒီစာသားတွေက ready ရေးထားပြီးသားဖြစ်တဲ့ကြောင့်ပေါ့နော်ကျွန်တော်ဒီ notes ထဲကနေပဲတခါတည်း copy ကူးပြီးထည့်လိုက်မယ်ပေါ့နော်ကျွန်တော် lyrics ပြင်တဲ့နေရာပေါ့နော် command ဘူးဒီမှာကျွန်တော်တို့တစ်ခုသတိထားမယ်နော်ဒီမှာသူ့ကိုသေချာတော့ရေးပြင်တော့ပိုကောင်းတယ်ပေါ့နော်ဥပမာ verse 1ဆိုverse 1ပြီးရင် verse 2ဆိုလဲ verse 2ပေါ့နော်ပြီးရင်နောက်တစ်ခုက pre-chorus ဆိုလဲ pre-chorus ပေါ့နော်နောက်တစ်ခုကျွန်တော်တို့ဒီ chorus တွေ pre-chorus တွေဆိုတဲ့နေရာမှာတစ်ခါဒီမှာကျွန်တော်ကိုယ့်သချင်းကိုအစဘယ်လိုပုံစံနဲ့စခြင်းလဲပေါ့နော်တစ်ခါတည်းရေးလို့ရတယ်ပေါ့ဥပမာ intro ဆိုလို့ရှိရင်လည်း intro ပေါ့နော် intro မှာကျွန်တော်ကelectric guitar ပေါ့နော် electric guitar တန်လေးတွေနဲ့သူစပေးလိမ့်မယ်တကယ်လို့အမှကိုကတစ်ခါတည်း drum တို့ဘာတွေနဲ့
တခါတည်းစကျင်တဲ့ solution လည်းရတယ်ကိုလိုချင်တဲ့ပုံစံကိုလည်းကျွန်တော်တို့တခါတည်းရေးထည့်ပေးလို့ရတယ်ပေါ့နော်ပြီးရင်ဒါ lyrics တွေကျွန်တော်တို့သေချာပြင်ပြီးသွားပြီဆိုလို့ရှိရင်ပေါ့နော်ဒီအောက်မှာ style ဆိုတာရှိတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ဘာပြင်ချင်လဲဆိုရင်ထားပါတော့ဒီ tempo ပေါ့နော်ကျွန်တော်တချင်း tempo 128ဆိုလဲ128ဆိုတာရေးထည့်ရမယ် key တွေအစားအကုန်ရေးထည့်ပေးပြီးတော့နောက်ဆုံးမှာထားပါတော့ alternative rock ဆိုလဲ alternative rock ပေါ့နော်ကိုလိုချင်တဲ့ပုံစံမျိုးကိုကျွန်တော်တို့ရိုက်ထည့်ပေးလိုက်ရုံပဲပေါ့နော်ဒီ mode option ကိုဖွင့်လိုက်ပါပေါ့နော် mode option ကိုဖွင့်ပြီးရင် audio influence မှာပေါ့ကျွန်တော်တီးထတာနဲ့အနည်းဆုံးရချင်တယ်ပေါ့နော်ဒီတစ်ခါတော့သူ့လုံးဝ 100% သူ့ကိုကြီးပဲစဉ်းစားခိုင်းမှာမဟုတ်တော့ဘူးပေါ့နော်ကျွန်တော်တီးထားတဲ့ drum fill တွေရှိတယ်ကျွန်တော်တီးထားတဲ့ဒီ bass ဒူဆိုတာလေးတွေရှိတယ်ပြီးရင်ဒီ loop လေးတွေရှိတယ်အဲ့ဒါလေးတွေနဲ့ဟိုမှာသူနဲ့အကောင်းဆုံးပြန်ပြီးပေါင်းပြီးဖန်တီးမှာဆိုတော့ကျွန်တော်ဒါ50% လောက်ပဲထားလိုက်မယ်ပေါ့နော်သူတစ်ဝက်ကျွန်တော်တစ်ဝက်ပေါ့ဗျာပြီးရင်တော့ကျွန်တော်တို့ဒီ white net တွေ style influence တွေလည်းကျွန်တော်ဒါတင်ထားပေးလိုက်မယ်ဒါဆိုဒါကတော့သူကျွန်တော်ရှိပြီးသားပုံစံ style ပေါ်မှာမှသူ့ရဲ့ idea တွေပို့ပြီးပေါင်းထည့်စေခြင်းတဲ့သဘောပေါ့နော်ပြီးရင်တော့ကျွန်တော်ဒါ create နေလိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါ play ကြည့်မယ်တကားတွေတော့တော်တော်ပေးတယ်နော်ပြန်ချင်းချိုးထားတော့လေအချင်းချုံထားတဲ့နှလုံးသားတဲ့ဒီနေ့ဟာတို့ဝေခဲ့သူပဲတို့ဝေခဲ့တဲ့နှလုံးသားလေးမိုင်းခုန်တက်စားတွေ့နေကိုရဲ့အိမ်မထဲမှာမင်းလေးရှိနေတော့မိုင်းနော်မင်းရဲ့အိမ်မထဲမှာဘယ်သူရှိโอเคကျွန်တော်နောက်တစ်ခုထပ်ပြီးနားတော့ကြည့်ပါနော်ကျွန်တော်ဒီပုတ်ကိုကြိုက်တယ်အဝင်ရစားတာမိုက်တယ်ဝါဒီကတော့မိုက်မိုးမိုးချိုစကန်တိုင်းမှာဆိုမထားတာပဲဘယ်လိုနည်းနည်းချိန်သွားဆိုမထားတဲ့နှလုံးသားလေးငါပြန်ထိန်ချိုထားတာလေထားတဲ့နှလုံးသားတဲ့ဒီနေ့အတိုးဝေခဲ့သူပဲတိုးဝေခဲ့တဲ့နှလုံးသားလေးမရင်ခုန်တက်ဆက်တွေ့နေကိုရဲ့အိမ်မထဲမှာမင်းလေးရှိနေတဲ့ချိန်မင်းရဲ့အိမ်မထဲမှာမိုက်တယ်မိုက်တယ်နှလုံးသားလေးကမင်းရဲ့မင်းရဲ့โอเคဒါဆိုလို့ရှိရင်ဒီဟာကိုကျွန်တော် multi track တွေပြန်ထောင်းမယ်ပေါ့နော်ပြန်ထောင်းမယ်ဆိုတော့ကျွန်တော်ဒီဘက်မှာအစွန်ဆုံးသွားနိုင်မယ်ကျွန်တော်တို့ဒီသချင်းတစ်ပုတ်ကို generate လုပ်တဲ့ခါမှာကိုမကြိုက်မချင်းတောက်လျှောက် generate လုပ်နေဖို့တော့လိုတယ်ပေါ့နော်ဒါပေမဲ့တစ်ခုတော့ရှိတယ်ကျွန်တော်တို့သချင်းတွေအပိုင်းပိုင်းအပြက်ပြက်တွေပြီးလို့ရှိရင်ပြီးအောင်လည်းရေးထားတာမျိုးအဲ့လိုမျိုးတွေဖြစ်နေတယ်ဆိုလို့ရှိရင်တော့ AI ကလည်းသူလည်းဇဝေဇဝါတွေဖြစ်တယ်ပေါ့နော်ပြီးရင် audio quality မကောင်းတာတွေဆိုလို့ရှိရင်လည်းဇဝေဇဝါတွေဖြစ်တယ်ပေါ့နော်သူ generate လုပ်ရတာအဲ့တော့ပြီးရင်ကျွန်တော်တို့မှာ guesting ဆိုတာလုပ်လိုက်မယ်ပေါ့နော် guesting လုပ်လိုက်ရဆိုလို့ရှိရင်ကျွန်တော်မှာ audio texting ပေါ့နော်အဲ့ဒါဘာပြောရလဲဆိုရင်ကျွန်တော်ဒီကောင်နှိမ့်လိုက်မယ်ဆိုရင်ကျွန်တော်သချင်းကိုအကုန်လုံး multi track တွေအကုန်ပြန်ခွဲပေးတယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်ဒီမှာတစ် line ချင်းခွဲထားတဲ့ data ရပြီနော်အားလုံးပေါင်းအခု4 line ရယ်9 line နည်းနည်းရတယ်ပေါ့နော် version 1 2 2မျိုးရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုရင်တခါလေကျွန်တော်တို့က version 1ကိုနားထောင်လိုက်တယ်ဆိုလို့ရှိရင်သူခွဲတာအရင်မကောင်းရင်လည်း2ကိုသွားကြည့်ပေါ့နော်ပိုကောင်းတာမျိုးရှိနေတယ်ဝါတော်တော်မိုက်အဲ့တော့ကျွန်တော်ဒီအားလုံးကို down မှာဖြစ်တဲ့ကြောင့် download all ဆိုတော့နှိပ်လိုက်ပါတော့တကယ်လို့ကိုကအရင် quality မကောင်းသေးလို့မကြိုက်ရင်လည်း regenerate လုပ်လို့ရတယ်ပေါ့နော်နောက်တစ်ချိန်ကျွန်တော်ပြန်ပြီး generate လုပ်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့မှာဒီခုနက down ထားတဲ့ line ချင်း data တွေကိုကျွန်တော်ရဲ့ဒီ Pro2 တွေကိုပြန်ဆွဲထည့်လိုက်ပါတော့Pro2 တွေကိုဆွဲထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ vocal ကိုအချောပြန်ဆိုမှာဖြစ်ပါတယ်ဗျsecond day my soul motara be so motara in alone the lay na pian tain chou tha the lay tain chou tha in alone the ti ne ha do we ke du be do we ke in alone the lay my yin khon da sa twi ri ne ko yai ma the ma me le shi ne de me ma the ma be du shim le alone the lay ga me de me down ni be me say ku ri de ma be du ri ye
ဒီမှာကျွန်တော်တို့တခုသိထားရမှာရှိတယ်ဗောနော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ AI နဲ့ဗောနော် professional တချင်းတွေဖန်တီးနေတယ်ဆိုလို့ရှိရင်တော့ကိုယ်တိုင်လိုက် audio ဘိုင်းကိုနည်းနည်းတော့ professional တော့ဖြစ်ဖို့လိုတယ်ဗောနော်အတန်အရေးသွေးကောင်းအောင်သွင်းရမယ်ပြီးရင်တချင်းရဲ့အစိတ်ပိုင်းတွေကိုတခြားကျွန်တော်ခွဲပေးမယ်ဒါဆိုလို့ရှိရင်တော့တချင်းကောင်းတစ်ပုတ်ဖြစ်လာမှာဗောနော် My bed, she my leg, alone I think I made it. Me and Tony.